ဒါမသုံးနိုင်ကြရဘူးဟုတ်ကဲ့ကိုကြီးကိုကပြန်မမဲ့ပဲပြန်နေတာဒီမှာဘယ်မှာပြန်ဟမ်းမသိဘူးဟုတ်ကျောင်းဘယ်နေရာပဲဆိုင်ဝဲသွားဘယ်နေရာသွားဆိုတာကုန်ပြီဟုတ်ဒီမှာမီးဘုံကြီးရှိတယ်ပြင်လို့စီမှာပြင်းနေဘယ်မှာပြန်မှမသိလို့ဒီတိုင်းထားဆိုလာပေါ့ဟုတ်တယ်ဘုန်းကြီးထုတ်တဲ့ဘုံကြီးဟုတ်စကူတလုံးကပြုံးနေနားလေးရနော်ဟုတ်ဒီလုံးပြုံးနေတယ်ကတာနဲ့လူဖြတ်ချတာDC 10မှာထားဒီတကယ်ဘယ်နှဖို့လေးဖို့မဒီဖို့ရှိနော်ဟုတ်
ဟုတ်တယ်မလင်းနော် ဟုတ် မီလုံးကြောင်းနေပဲ ဟုတ် ရှည်ထိထားရဲနော်ငါမီလုံးသွားအားလေးရလေလောက်ထားတယ်ထားလိုက်တယ်အသွင်းမီကိုဒီလိုလုပ်မယ်ဗျာဒါအသွင်းနဲ့ AC ကျိုး 我原来上三两个一百万嘞，可以。 ဒါကမီးဘူးမီးတီ AC မီးလို့ ဟုတ်ကဲ့ သူ AC တိုင်းရိုက်ပြလိုက်တယ်နဲ့မီးလင်းတယ် ဟုတ် ဒါလေးက DC မီးလုံးလေးဒီကအားသွင်းမီးလင်းညာလေဒီ DC မီးလုံးကိုပြန်ပြီးစားမထိုးတော့ဒီ register လည်းမလုပ်တော့ဒီစီညာပဲတိုင်းယူတော့နော်ဒီ AC ချိုးနဲ့တိုင်းရိုက်လို့ရတယ် ဟုတ် ဒါဆိုရင်အားသွင်းမီးလင်းဟုတ်တယ်မဟုတ် ဟုတ် ထိုင်ချလိုက်ရမီးလုံးလည်းတနေရာမှာနော်ဒီညမှာပဲဖြစ်ဖြစ်နောက်တနေရာမှာပဲဖြစ်ဖြစ်နော် ဟုတ် တော့ဖောက်ပြီးခေါက်ခက်လိုက်အားသွင်းဓမီစောစောတော့ကတချမ်းမစောင့်နေတော့သိရှင်းပြလို့မဟုတ်ဘူးပြင်နေနေတာလေအဲ့ဒါကြောင့်မို့အခုပုံဆွဲပြီးတော့အသေးရှင်းပြမယ်ပေါ့ဓမီပထမဓမီကိုကျွန်တော်တို့ခလုတ်ကမားနေတယ်ဓမီတစ်လုံးပြင်မယ်ဆိုရင်အရေးကြီးဆုံးချက်ကမီးလုံးကောင်းမကောင်းအောင်ရင်တိုင်းရတယ်အဲ့ဒါကြောင့်မို့လို့မီးခွက်ကိုအရင်ဆုံးဖြုတ်ပြီးတော့မီးလုံးကောင်းမကောင်းတိုင်းမယ်ပေါ့မီးလုံးကောင်းမကောင်းဘာနဲ့တိုင်းလဲတို့ဒါမီးလုံးဆိုတဲ့ LED ပေါ့ LED ကောင်းမကောင်းကျွန်တော်ဘယ်လိုတိုင်းလဲလဲ တကယ်လေး 3.7 တက်ခဲနဲ့ကျွန်တော်တို့စောင်းထားတဲ့ 3.7 တက်ခဲနဲ့တိုင်းလိုက်တယ်ပေါ့ဗျာ ဟုတ်ကဲ့ ပေါင်းတော့မှားလို့ရှိရင် လင်း မလင်းလောင်မလား မလောက် မလောင်လောင်လဲလို့တော့ဒီမီးရလင်းတယ်နော် ဟုတ်ကဲ့ အဲ့ရောမီးလုံးကောင်းပြီဆိုတာကိုကြည့်ပြနိုင်ပါတယ်အကယ်၍များမီးလုံးကကျွန်းနေရဆိုလို့ရှိရင်သွားပြီစပယ်ဝယ်မီးလုံးနေရ original မီးလုံးတော့ရေးပြီးမကောင်းကျွန်တော်တို့ဒီမှာဓမီအဟောင်းရှိသလားဓမီအဟောင်းရှိရဆိုတော့မှဓမီအဟောင်းတွေကမီးလုံးကိုပစားထိုးလို့ရတယ်နော် ဟုတ် အဓိကမီးလုံးပဲမီးလုံးကောင်းတယ်ဆိုတာပေချာသွားပြီဖြစ်တဲ့အတွက်ပုံဖွင့်တာပေါ့အဲ့ဒီဓမီတွေကစကူတွေဘာတွေကအလုံးတလေကိုက်နေနေပါလို့ရှိရနော်အဲ့ဒါဆိုအားနဲ့ခွတ်ထုတ်လိုက်ပါပြီ ဟုတ်ကဲ့ အထဲကိုဖွင့်ကြည့်လိုက်တော့ဗာတွေ့လေခဲဘက်ထရီ battery ဘယ်နှဖို့လဲ လေးဖို့ ၄ဖို့ခဲဘက်ထရီ၄ဖို့ခဲဘက်ထရီတွေ့ရလို့ရဒီမီလုံးကတက်ကနေလာဒါကတ်ပြနောက်ဝဒီမှာခလုတ်ရှိဒီချာကြည့်လိုက်ရောကျိုးတစ်ချောင်းပြုတ်တယ်နော် ဟုတ်ကဲ့ အကျိုးတစ်ချောင်းပြုတ်တော့ဒီငုတ်ကခဲတိုးလိုက်တယ်ခဲတိုးပြီးခလုတ်ကိုဖွင့်လိုက်တော့ဒီမီးကလင်းတယ်ဒါပေမဲ့မီးကလင်းလိုက်မှင်လိုက်လင်းလိုက်မှင်လိုက်ဖြစ်နေတော့ဒီခလုတ်ကမကောင်းဘူးခလုတ်ဖွင့်တော့လည်းခလုတ်ကမာနေရတော့အုံးကြီးလေးထည့်ပြီးတော့တန်ရှင်းလုပ်လိုက်တယ် ဟုတ်ကဲ့ သူစီမှာအာသွင်းကျိုးပါတယ်အာသွင်းကျိုးဆိုတာ AC ကျိုး AC ကျိုးထိုးပြီးတော့အာသွင်းကြည့်လိုက်တော့မီးလုံးလင်းလား မလင်း အချက်ပြမီးလုံးလင်းလား မလင်း မီလုံးမလင်းဒီကနေပလက်ပေါက်ကိုထိုးလိုက်လို့ရှိရင်တော့ဖြစ်နေမြည်ဖြစ်မြည်ဆိုတဲ့သဘောကဘက်ထရီလုံဆွဲတယ်အသွင်းပိုင်းနေကောင်းတယ်ဆိုတဲ့သဘော ဟုတ် ဒီမီလုံးလေးကိုလင်းစေချင်တယ်ကိုသူက DC မီလုံးလား AC မီလုံးလား သူက DC မီလုံး DC မီလုံး
ဒီစီမီလုံးကိုသူက register လေးခံပြီးလောက်တာကိုရအနေနဲ့လေးသူကရှုပ်ထွေးရပါတော့ ဟုတ် သူ original တိုင်းကျွန်တော်ပြန်မလုပ်တော့ဘူးဒီနေရာနေပဲဘာလုပ်လိုက်လဲ မီဒီလေးတက်လိုက် နီယွန်မီဒီမီဘူးမီဒီပေါင်းမီဒီလို့ခေါ်တဲ့နီယွန်မီဒီလေးကိုဒီနေရာနေတက်ပြီးတော့အသွင်ချက်ပြမီနေနဲ့လုပ်လိုက်တယ်ဒီ original ဘိုင်းကိုမပြင်တော့ original မီလုံးကိုလဲရတယ်နော်လောင်နေ register လဲရတယ်မလုပ်တော့ဘဲနဲ့နီယွန်မီဒီလေးကိုပဲအလွယ် AC လမ်းကြောင်းကနေချိတ်လိုက်တယ်ထိုးလိုက်ရင်အသွင်မီလုံးလင်းမယ်အားဝင်မယ်နော်ဒီဘိုင်းကိုအစားထိုးလိုက်တာပေါ့ဒီမီလုံးလေးနဲ့လောလောကူကူပဲအစားထိုးလိုက် ဟုတ် ဒါပါပဲ